မင်္ဂလာပါအမဟိုတရားစကန်မှာတီးကျင်တဲ့ဟာလေးနည်းနည်းလောက်ပြပြပါလားအဲ့ဒါဖြစ်နေကြလားမတစ်ခါဖြစ်ဘူးလေ တစ်ခါဖြစ်ဘူးလေ လို့စေကန်သွားတော့10ရက်စာဆေးပြလိုက်တော့ကြောက် အဲ့ဒီမှာ10ရက်တောက်ရအောင်10ရက်တာစီးပိုးဝင်တာ စီးပိုးဝင်တာဟုတ် စီးသွားပြီးမှကျင်တာလေ စီးသွားပြီးမှကျင်တာ စီးမသွားခင်ကျင်တာတွေပါမရှိစီးသွားပြီးမှကျင်စီးနောက်တယ်စီးတွေအမြုပ်ထားတယ်အဲ့တော့စီးအနက်ပြင်းတယ် အခုတရားထိုင်တော့じゃဘယ်လိုခံစားရလဲလား အဲ့လိုမျိုးအနက်ပြင်းရနေပြီးတော့မှစီးသွားပြီးတော့စီးရကျင်ပြီးတော့ကြံခဲ့နိုင်ဝက်လောက်ကကျင်နေတော့ပဲအခုမှသူကပြောက်သွားအဲ့အခုတစ်ခေါက်ကျတော့ဖာပဲကျဲတုံးတဲ့အချိန်မှာဘယ်လိုလေးခံစားရလဲ ဖူးထက်လိုက်တော့အဲ့လိုမျိုး तू ကပူရှိန်ရှိန်နဲ့ထက်ကစားတော့ခဏဖြစ်တယ်ခဏဖြစ်ပြီးတော့နောက်ကျတော့မပူတော့တက်တာသွားပြီးအေးနေတော့တဲ့မှာနေလို့ကောင်းခုလောက်ထည့်ပြီးတော့နည်းနည်းတက်တာနှစ်ခုလောက်ထည့်ပြီးတော့နည်းနည်းတက်တာနောက်ကျတော့လုံးဝမကျင်တော့သုံးခုလောက် ပထမတစ်ချောင်းမှာကျင်တာတက်တာပါဒုတိယတစ်ချောင်းပြီးတော့ ဒုတိယတစ်ချောင်းပြီးတော့စီးတွေကအရင်လိုမနောက်တော့ မနောက်တော့ဘော သုံးချောင်းလောက်မှစီးတွေနဲ့လုံးဝမနောက်တော့အမြုပ်လည်းမထားတော့ အခုဒီနေ့ရော အဆင်ပြေသွားပြီ လုံးဝကောင်းသွား ကောင်းသွားမရိုးကျေးဇူးတင်တယ်လို့ ကျေးဇူးတင်တယ် တရားစကိုင်းကလာချင်လို့လေစိတ်ရအဆင်မပြေဘူးလေတင်မလို့တရားမှတ်နေရတာအဲ့ဒါကြီးအောက်ကနေအဲ့လိုမျိုးဖြစ်အပေါ်ရှုမှတ်ကြတာဝေဒနာတွေခံစားရတာတမျိုးအဲ့ဒါကြီးကတမျိုးနဲ့ ဟို30သူတွေရောဗာပြောပေးခြင်းလဲ ကောင်းပါတယ်လို့ ကျေးဇူးများတင်ပါတယ်အခုလိုမျှဝေပေးရတဲ့အတွက် ကျေးဇူးပါ